ပတ်စံပေးရမလို့ပဲနဲ့အခမဲ့ပြစ်ဒသာမတယောက်အကြောင်း အခမဲ့ပြစ်ဒသာတွေတော့နော်ကြည့်လိုက်ပါ ဒီကျွန်တော်ငယ်ချင်းတယောက်နဲ့ဖုံးပြောပြတယ်ဗျ2020လောက်ကခင်ခဲ့တဲ့ဇီဝရေးလို့ရင်ပေါ့ငယ်ငယ်ချင်းတော့အပြောပြတာလဲကြာတော့ခု2026ရောက်ပြီးတော့သူကကောင်းမလေးရှိနော်ဖေဘောပေါ်မှာတက်တော်မှာအမြဲတမ်းသူကပုံတူတင်တော့ကျွန်တော်လက်မယားမှတ်ပြီးကျွန်တော်ကတကယ်ရင်ကလေးတွေပါတွေမယူသေးဘူးလားသွားပြောလိုက်တယ်အချိန်ဟဲ့အောင်ငါမိမမရလိုက်တာဘယ်လိုနဲ့မွေးရမှာလို့ဒီတိုင်းမော်နေတာတဲ့ကောင်မလေးကမဟုတ်ဘူးလားလို့ကျွန်တော်မေးလိုက်တဲ့အချိန်မှာအဲ့ဒါချစ်သူကြီးသားပါကွာတဲ့မင်းမယူဘူးလားပြောတော့မယူပါဘူးတကယ်ချင်းရတဲ့အဲ့ဒါအပြောပါပဲညီမလေးတို့ပြောမယ်အခုကလည်းပဲသူခဲ့တာမရသေးဘူးချစ်သူကြီးသားကိုလင်းယောက်ကြားလို့အတူနေတဲ့ညီမလေးတွေနားထောင်ရည်စည်ချင်းမှလည်းတွေ့နေရနော်ကျန်တဲ့ညီမလေးမာနာရှိရင်ဝန်ထမ်းပါအမကြီးချစ်သူကြီးသားကိုလည်းပဲသူခဲ့တာခက်ကွာငါတို့ကဘယ်သူမှစောက်ကူမဆိုင်စရာမလိုဘူးဆိုတဲ့ညီမလေးတွေညီမလေးတို့ကိုညီမလေးတို့အထင်ကြီးမနေပါနဲ့ပတ်စံပေးစရာမလိုတဲ့အခမဲ့ပြစ်ဒသာမတယောက်ဖြစ်နေပြီဆိုတာတတိယဟုတ်တယ်နော်ညီမလေးတို့ရှိတဲ့နော်အမရှိတဲ့ကိုချင်းတိတ်ခါကိုချင်းတရားမိဘဆွေမျိုးအတိုင်းဝိုင်းညီမလေးတို့ရဲ့အပြိုစင်စစ်ဆိုတဲ့တန်ဖိုးကိုခဏသာလေးပျော်ရွှင်မှုနဲ့ချစ်ပါတယ်ဘင်းကိုတကယ်ယူမှာပါလက်ထပ်မှာပါလို့ရှာပြားလေးကပြောလိုက်တဲ့စကားတစ်ခွန်းကြောင့်ညီမလေးတို့ရဲ့အမတို့ရဲ့အပြိုစင်ဘဝတွေကိုအလကားမပေးလိုက်ပါနဲ့ဟုတ်တယ်နောက်တစ်ယောက်ဒီလူနဲ့မညာခဲ့လို့ဘူးစာမစုံခဲ့လို့ကံအကြောင်းမတည့်လို့မရခဲ့ပြီရှိတော့နောက်တစ်ယောက်ကိုတကယ်ချစ်ရမယ်လို့ကိုလက်ထပ်ရမယ်လူကြငါအပြိုမဟုတ်တော့ပါဘူးဆိုတဲ့နောင်တတန်ဝီကအမြင်တမ်းရနေလိုက်မယ်အဲ့အရင်မဲကြီးကအမြင်တမ်းပါနေလိုက်ဟုတ်တယ်နော်ကိုရဲ့ကိုယူတဲ့ကိုလက်ထက်တဲ့ယောက်ျားကကို့ဘောကိုဘလောက်ပဲချစ်ပါတယ်ပြောပြောကြိုက်ပါတယ်ကျင်နာပါတယ်ဂယုစိုက်ပါတယ်ပြောပြောတနေ့မဟုတ်တနေ့စကားတွေကဒါတွေကဖုံးအုပ်ထားလို့အရားတယ်ရာမဟုတ်ဘူးတိတာတိတွေမမြင်သေးနဲ့ဆိုတဲ့ညီမလေးတော့ထားရတယ်လေပင်သူကေတာပါလိုင်းပေါ်မှာပလူပြန်ဖေးပုံမှာတက်တော်မှာအကုန်လုံးချစ်သူရေးသားပါဆိုတာကြီးတော့ offer မှာချပြတဲ့ညီမလေးတွေအမတွေကိုပြောတာနော်အမုန်းခံပြီးပြောပါရသည်ညီမလေးတို့ရည်သားထားတာချစ်တူတွေထားတာထားပါကိုယ့်အနေကိုတာလေးနေပါ Facebook ပေါ်ကြီးမှာချပြမှာတက်တော်ကြီးမှာတွဲပြမှာချစ်တာမဟုတ်ဘူးနော်အခုကယောက်ျားလေးတွေကလိုင်းပေါ်မှာတင်လိုက်မှာငါတို့ကောင်မလေးကငါ့ကိုချစ်တာကောင်မလေးတွေကလည်းငါကောင်မလေးကလည်းငါပုံကိုလိုင်းပေါ်တင်မှာအတူတူချပြမှာအတူတူနေပြမှာချစ်တယ်လို့မထင်နဲ့တကယ်တန်ဖိုးရှိတဲ့မိန်းကလေးကတန်ဖိုးရှိတဲ့ယောက်ျားလေးလာလိုက်မယ်ဒေါင်းနဲ့ကြီးနဲ့အတူနေလို့မရဘူးအတောင်မတူတဲ့ငှက်အတူနေလို့မရဘူးဟုတ်တယ်နော်ညီမလေးတို့အမုန်းခံပြောပြရစီနော်ကိုမမိဘတွေရှိတယ်အကိုမောင်ဘွားတွေရှိတယ်တို့ကျွန်တော်တို့ခက်တုံးကကျွန်တော်တို့ခက်ဆိုပြီးကျွန်တော်30တဲ့ကိုဒီနေ့မှတရက်ပဲရောက်သေးတယ်နော်ကျွန်တော်တို့ခက်ကလာတော့ကွာကျွန်တော်တငယ်ချင်းတယောက်ရဲ့ဂျမအုံမြန်ကျွန်တော်ကြိုက်ရင်သူ့အကိုတွေမောင်တွေရှိမှကျွန်တော်တို့ကဘလို့နေရမှန်းတော့မသိဘူးဗျသူတို့ရဲ့မိဘဆွေမျိုးရှိမှနော်ချမပြဘူးနော်သူတို့သိရင်သိလိုက်မယ်သိချင်မှလည်းသိမယ်ဒါတောင်မှကျွန်တော်တို့မှချမပြရဲတိတ်တိတ်ကလေးသူတို့တိတ်တိတ်နဲ့ကိုယ့်ရဲ့ဖြစ်တည်မှုတွေမကြိုက်မှကြောက်လို့လက်မခံမှကြောက်လို့နေရတာခုခက်ကဘာလဲဆိုဘလူပြန်လာပြီဟေးတက်တော့ရင်ငိုပြီးရှိပြီးဟုတ်တယ်ဘိတ်ဒီပေါ်လာကတည်းကထိမရတောင်းမရဆေးတွေကပေါ်တယ်ကျွန်တော်တို့ခက်တော့ဆေးတွေဝယ်ဖို့ဆိုတော့ဟုတ်တယ်ခုခက်ကစောက်ရှင်မရှိတော့ဘူးအပြိုတွေရောအိုတွေရောအကုန်ဆေးဝယ်လို့ရတယ်ကျွန်တော်တို့ခက်ကယောက်ျားလေးကျွန်တော်တို့လိုယောက်ျားလေးဆေးသွားဝယ်ရင်တောင်ရောင်းနေဆေးဆိုင်တွေကဘာကြောက်လို့မေးပါတယ်ခင်ဗျာ